မိန်းကလေးတယောက်ဟာသူနဲ့နှစ်လောက်ဝေးကွာနေခဲ့တဲ့သူမရဲ့အကိုကိုဖတ်လိုက်ပါတယ်။ဒါပေမဲ့အဲ့ဒီမြင်ကွင်းကိုမြင်လိုက်ရတဲ့သူမရဲ့ခင်ပွန်းကတော့အလွဲသုံးသက်ပြီးသူမကိုတစ္ဆာဖောက်တယ်လို့ထင်မှတ်သွားခဲ့ပါတယ်။နောက်တစ်နေ့မှာတော့သူမကိုဝင်ရှိနေကြောင်းအမှားဘူးသိလိုက်ရပြီးသူမရဲ့ခင်ပွန်းကိုပျော်ရွှင်စွာနဲ့သတင်းကောင်းပြောပြလိုက်ပါတယ်။ဒါပေမဲ့သူကတော့ဒီကလေးတွေကိုသူမလိုချင်ဘူးလို့ပြောခဲ့ပါတယ်။ဘာကြောင့်လဲဆိုတော့သူနဲ့သူ့ရဲ့ရည်စားဟောင်းကြားမှာကလေးရှိနေပြီးသားမို့လို့ပါ။အဲ့ဒီစကားကိုကြားအားလိုက်ရတဲ့အခါမိန်းကလေးဟာစိတ်ထိခိုက်ပြီးအပိုင်းပိုင်းပြိုကွဲသွားခဲ့ပါတယ်။သူမအိမ်ကိုအမြန်ဆုံးပြန်သွားခဲ့ပေမဲ့အံ့ဩစရာကောင်းတာကသူမရဲ့ခင်ပွန်းမိသားစုကသူမကိုအိမ်ကနေနှင်ထုတ်ဖို့ကြိုးစားခဲ့ပါတယ်။မိန်းကလေးကသူမရဲ့ခင်ပွန်းရဲ့အယုတ်ဆိုးတဲ့အကျင့်ကိုနောက်ဆုံးတော့မြင်လိုက်ရတဲ့အတွက်ကွာရှင်းပေးဖို့တောင်းဆိုခဲ့ပါတယ်။မျော်လင့်မထားတာကတော့ခင်ပွန်းဖြစ်သူကသူမမထွက်သွားခင်သူမဝတ်ထားတဲ့အဝတ်စားနဲ့လက်ဝတ်ရတနာအားလုံးကိုချွတ်ထားခဲ့ဖို့တောင်းဆိုခဲ့တာပါ။သူဝယ်ပေးထားတာတွေမို့လို့တဲ့ဒေါသထွက်သွားတဲ့မိန်းကလေးဟာသူမရဲ့ပတ်စံအိမ်နဲ့နာကတ်တွေကိုမြေကြီးပေါ်ပစ်ချလိုက်ပါတယ်။ပြီးတော့သူမရဲ့အဝတ်စားနဲ့ဖက်နှက်တွေကိုပါချွတ်ပေးလိုက်ပါတယ်။ဒီအချိန်မှာရီးစားဟောင်းဖြစ်သူကအမျိုးသားပေးထားတဲ့လက်ဆောင်တွေများပြားတာကိုမြင်ပြီးမနာလိုဖြစ်ကယောက်ျားတွေကသူတို့ရဲ့ဇနီးတွေပေါ်တကယ်ကိုကောင်းကြတာပဲလို့ပြောလိုက်ပါတယ်။အမျိုးသားကတော့ရီးစားဟောင်းစိတ်ကောက်မှာစိုးရိမ်တဲ့အတွက်အဲ့ဒီပစ္စည်းတွေဟာသူ့အမေနဲ့အမစီကနေရထားတဲ့အမိုက်တွေသာဖြစ်ပြီးတန်ဖိုးမရှိဘူးလို့ပြောလိုက်ပါတယ်။ပြီးတော့သူဟာရီးစားဟောင်းရဲ့လက်ကိုတမင်တကာဆုပ်ကင်ပြီးအနာဂတ်မှာပိုကောင်းတဲ့လက်ဆောင်တွေပေးမယ်လို့ကတိပေးလိုက်ပါတယ်။အဲ့ဒီအခါမှာရီးစားဟောင်းကမိန်းကလေးရဲ့လက်ချောင်းမှာကြံနေသေးတဲ့မင်္ဂလာလက်စွပ်ကိုသတိထားမိသွားပါတယ်။သူမကအမျိုးသားကမိန်းကလေးကိုဆွတ်ပစ်လိုက်ပြီးဖြစ်ကြောင်းကြွေးကြော်လိုက်ပါတယ်။အဲ့ဒီလက်စွပ်ကိုလည်းသူမမလိုတော့ပါဘူး။အဲ့ဒီစကားကိုကြားလိုက်ရတဲ့အခါမိန်းကလေးကလက်စွပ်ကိုချွတ်ပြီးမြေကြီးပေါ်ပစ်ချလိုက်ပါတယ်။ဒီလူနဲ့လက်ထပ်မိတာဟာသူမဘဝရဲ့အကြီးမားဆုံးနောင်တပဲလို့သူမကြေညာလိုက်ပါတယ်။အဲ့ဒီအချိန်မှာပဲမိန်းကလေးရဲ့အကိုကသူ့လူတွေနဲ့အတူအပြေးလွှားရောက်လာခဲ့ပါတယ်။အမျိုးသားကမိန်းကလေးကိုမခွအဲ့နိုင်မခွာရဲနဲ့ကြည့်နေတာကိုမြင်တဲ့အခါရီးစားဟောင်းကချက်ချင်းပဲမနေနိုင်တယ်လို့ဟန်ဆောင်ပြီးနေမကောင်းဘူးလို့ပြောလိုက်ပါတယ်။သူမရဲ့နာမည်ပြတ်မှာစိုးရိမ်တဲ့အတွက်ရောက်ခမဖြစ်သူကအိမ်တွင်းဆရာဝန်ကိုချက်ချင်းခေါ်ခိုင်းလိုက်ပါတယ်။ဘာပဲဖြစ်ဖြစ်ရီးစားဟောင်းကသူတို့ရဲ့မြေကိုပိုက်ထဲမှာလွှဲထားတာကိုပြီးနောက်ရောက်ခမဖြစ်သူကမိန်းကလေးကိုရိုင်းဆိုင်ပဲသူ့သားနဲ့ရီးစားဟောင်းဟာကောင်းကင်ဘုံကဖန်တီးပေးထားတဲ့စုံတွဲဖြစ်ကြောင်းပြောလိုက်ပါတယ်။မိန်းကလေးကိုလည်းတက်နိုင်သမျှအဝေးဆုံးကိုအမြန်ဆုံးထွက်သွားဖို့ပြောပါတယ်။အမဝမ်ကွဲ sister ကလည်းမိန်းကလေးကိုမျိုးရိုးနေသူလို့သတ်မှတ်ပြီးသူတို့ရဲ့ကဘာလေးကိုဘယ်တော့မှဝင်လာနိုင်မှာမဟုတ်ဘူးလို့ပြောဆိုခဲ့ပါတယ်။ထက်တလဲလဲအပုတ်ချခံရတဲ့အတွက်မိန်းကလေးဟာမူးမေ့လဲမလို့ဖြစ်သွားခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အကိုအချိန်မီရောက်လာပြီးသူမကိုထိမ့်ပေးလိုက်ပါတယ်ပြီးတော့သူမကိုအမျိုးသားရဲ့အိမ်ကနေခေါ်ဆောင်သွားခဲ့ပါတယ်။အမျိုးသားကသူတို့နောက်ကိုလိုက်သွားပြီးကားလိုင်စင်နံပါတ်ကို19999ကိုသတိထားမိသွားပါတယ်။သူကသူ့လက်ထောက်ကိုအဲ့ဒီနံပါတ်ပိုင်ရှင်ကိုစုံစမ်းဖို့အမိန့်ပေးခဲ့ပါတယ်။သူတို့စုံစမ်းလိုက်တဲ့အခါပိုင်ရှင်ရဲ့အချက်လက်တွေဟာလှုပ်ဝက်ချက်ဖြစ်ပြီးရှာမရခဲ့ပါဘူး။အမဝမ်ကွဲနဲ့ရီးစားဟောင်းတို့ကတော့မိန်းကလေးမှာချမ်းသာတဲ့ချစ်သူတည်ရသွားပြီလို့ထင်ကြေးပေးလိုက်ကြပါတယ်။ဒါကြောင့်လည်းမိန်းကလေးကကွာရှင်းဖို့အလင်းစလိုဖြစ်နေတာပေါ့။သူတို့မသိတာကတော့မိန်းကလေးဟာကမ္ဘာအချမ်းသာဆုံးတထေးကြီးရဲ့သမီးရင်းဖြစ်နေတာပါသူမရဲ့ဖခင်ဟာသူမခံစားခဲ့ရတဲ့ဒုက္ခတွေကိုတွေးပြီးအလွန်ဝမ်းနည်းမိပါတယ်ကံကောင်းတာကသူမကွာရှင်းပြီးပြီဖြစ်လို့သူမရဲ့မူလကုံဖို့အတိုင်းပြန်နေထိုင်နိုင်တော့မှာပါသူမကိုအိမ်ပြန်ကြိုဆိုဖို့အတွက်ဖခင်ဖြစ်သူကသူမရဲ့အကိုနှစ်ယောက်ကိုမွေးနေ့ပွဲအတွက်ပြင်ဆင်ဖို့အမိန့်ပေးခဲ့ပါတယ်အားလုံးရဲ့ရှေ့မှောက်မှာပဲသူမရဲ့အထောက်အထားကိုတရားဝင်ကြေညာတော့မှာပါသူမရဲ့အကိုတွေကလည်းအကုန်ကြခံပြီးပွဲအတွက်တင်မောတစ်စီးလုံးကိုငှားရမ်းခဲ့ပါတယ်ဒေါ်လာ30တန်းတန်နဲ့မီရှူမီပန်းတွေကိုလည်းပြစ်ဖောက်ခဲ့ပါတယ်အမျိုးသားနဲ့သူ့မိသားစုလည်းမွေးနေ့ပွဲကိုတက်ရောက်လာခဲ့ပါတယ်သူတို့ရဲ့ရည်ရွယ်ချက်ကတော့သူမရဲ့မိသားစုနဲ့ခင်မင်အောင်လုပ်ချင်လို့ပါကောင်းကင်ဘော်ကလှပတဲ့မီရှူမီပန်းတွေကိုကြည့်ရင်အမျိုးသားကဒီနေ့ဟာသူ့ဇနီးရဲ့မွေးနေ့ဆိုတာကိုရုတ်တရက်တတိယသွားပါတယ်တခြားသူတွေအားလုံးကအဲ့ဒီတထေးသမီးကိုမနာလိုဖြစ်နေချိန်မှာမိန်းကလေးကတင်မောနဲ့သူတို့စီကိုရောက်လာခဲ့ပါတယ်ဝေးကွာတဲ့နေရာကနေရီးစားဟောင်းကမိန်းကလေးတင်မောပေါ်ကဆင်းလာတာကိုမြင်လိုက်ရပါတယ်သူတို့အားလုံးကမိန်းကလေးပါလို့ဒီမှာရောက်နေတာလေလို့စိတ်ဝင်စားနေကြပါတယ်ဒေါသထွက်သွားတဲ့အမျိုးသားကသူမကိုစစ်ဆေးဖို့ရှေ့ကိုတိုးလာပါတယ်။အဲ့ဒီအချိန်မှာပဲသူမရဲ့အကိုကသူတို့ကွာရှင်းပြီးသားဖြစ်ကြောင်းမိန်းကလေးရဲ့ကိစ္စတွေကိုဆွတ်ဖက်ဖို့သူ့မှာအခွင့်အရေးမရှိကြောင်းတတိပေးလိုက်ပါတယ်။ဒါပေမဲ့အမျိုးသားကတော့သူတို့ကွာရှင်းစာရွက်မထုတ်ရသေးတဲ့အတွက်တရားဝင်လင်မယားပဲဖြစ်နေစေလို့ပြောပါတယ်။အမျိုးသားကသူမရဲ့အကိုကိုမိန်းကလေးရဲ့ချစ်သူတစ်လို့ထင်မှတ်ပြီးအိမ်တော်ရှိစဉ်ကတည်းကဖောက်ပြန်ခဲ့တယ်လို့ဆွဆွဲပါတယ်။ဒါပေမဲ့မိန်းကလေးကပြန်ပြောလိုက်တာကတော့သူကိုယ်တိုင်သာထောက်ပြန်ပြီးသူ့ဇနီးကိုစွန့်ပစ်ခဲ့တဲ့အမှန်တကယ်ရုံမာသူဖြစ်ကြောင်းမှရီးစားဟောင်းကမိန်းကလေးကိုအကြံပေးတာကတော့အကယ်၍သူမမှာချစ်သူတစ်လို့ချင်းရင်ဂယုတစိုက်ရွေးချယ်ဖို့ပေါ့ဘာလို့လဲဆိုတော့သူမဘေးကလူနှစ်ယောက်ကိုအထက်တန်းလွှာလူမှုအတိုင်းဝိုင်းမှာတခါမှမမြင်ဘူးလို့ပါအကိုဖြစ်သူကရင်မောပြီးပြောလိုက်တာကတော့အဲ့ဒါသူမရဲ့လူမှုအတိုင်းဝိုင်းကနှိမ့်ချလွန်းလို့သူတို့ရဲ့ထိတ်တန်းလူမှုအတိုင်းဝိုင်းကိုဝင်ဖို့အရေးချင်းမရှိလို့ပဲဖြစ်ပါတယ်သူမရဲ့မောက်မာမှုကိုအပြစ်ပေးဖို့အတွက်အကိုဖြစ်သူကရီးစားဟောင်းရဲ့အကိုနဲ့သူတို့ကုမ္ပဏီရဲ့ပူးပေါင်းဆောင်ရွက်မှုကိုချက်ချင်းပယ်ဖျက်လိုက်ပါတယ်အစတုန်းကရီးစားဟောင်းကသူဟာအယူတွေပြောနေတယ်လို့ထင်ပြီးမင်းကကျုံကူရဲ့စလားဘာလားလို့မေးခွန်းထုတ်ပါတယ်နောက်တစ်ခဏမှပဲလုံခြုံရေးဝန်ထမ်းအတော်များများလာပြီးသူ့ကိုဆေးရွက်ဖြစ်နှုတ်ဆက်လိုက်ကြပါတယ်ချက်ချင်းဆိုသလိုပဲတထေးကလုံခြုံရေးတွေကိုသူတို့၃ယောက်လုံးကိုအပြင်ကိုပစ်ထုတ်ဖို့အမိန့်ပေးခဲ့ပါတယ်သူတို့ကဒီသူထေးဟာမိန်းကလေးရဲ့ချစ်သူတစ်ပဲဖြစ်ရမယ်လို့ထင်မှတ်ပြီး Jane Group ရဲ့ fashion show ပွဲအတွက်ဖိတ်စာရဖို့ပိုခက်ခဲတော့မယ်လို့စိုးရိမ်နေကြပါတယ်နောက်တနေ့မှာတော့ရီးစားဟောင်းကဖိတ်စာတစ်ခုကိုရုတ်တရက်ထုတ်လိုက်ပါတယ်အဲ့ဒါကထိတ်တန်းဒီဇိုင်နာမိုက်ကတေခင်းဧည့်ခံတဲ့ပါတီဖိတ်စာပါ Jane Group ရဲ့ဥက္ကဋ္ဌရဲ့သမီးလည်းဒီပွဲမှာရှိနေမယ်လို့သူတို့ကြားထားရပါတယ်သူတို့နဲ့အဆင်ပြေအောင်လုပ်နိုင်ရင် Jane Group ရဲ့ fashion show ပွဲကိုဝင်ခွင့်တေချာပေါက်ရနိုင်မယ်လို့သူတို့တွေးထားကြပါတယ်သူတို့မသိတာကတော့အဲ့ဒီဖိတ်စာကိုရီးစားဟောင်းကမိန်းကလေးရဲ့ဗီဒီယိုထဲကနေခိုးယူထားတာပါအဲ့ဒီညနေမှာသူတို့နှစ်ယောက်ဝတ်စားဆင်ရင်ပြီးအမေရဲ့ပုဂ္ဂလိကပါတီကိုတက်ရောက်ခဲ့ကြပါတယ်အမျိုးသမီးဧည့်သည်တွေကအမျိုးသားပါတီတဲကိုဝင်လာတာကိုမြင်တဲ့အခါ TV မှာထက်ပိုချောတယ်လို့ချီးကျူးကြပါတယ်တယောက်ယောက်ကတော့အမျိုးသားဟာအိမ်အောင်တွေဖြစ်ပြီးဘေးကမိန်းကလေးကသူ့ဇနီးဖြစ်မယ်လို့ခန့်မှန်းလိုက်ပါတယ်မိန်းကလေးပါတီတဲဝင်လာတဲ့အချိန်မှာရီးစားဟောင်းကချက်ချင်းလာပြီးနောက်ပြောင်ကအမေရဲ့ပုဂ္ဂလိကပါတီဖိတ်စာရဖို့အတွက်အတော်လေးခက်ခဲလိမ့်မယ်လို့ထင်နေပါတယ်မိန်းကလေးကဒီပွဲကဧည့်သည်တွေဟာအမီနဲ့ချိတ်ဆက်ထားတဲ့လူတွေဖြစ်ပြီးနာမည်ကြီးတွေဒီဇိုင်းလောကရဲ့ဥဆောင်သူတွေနဲ့ fashion လောကရဲ့နာမည်ကြီးတွေဖြစ်ကြောင်းပြောပါတယ်သူတို့အားလုံးဟာ super big ဖောက်တယ်တွေပဲဖြစ်ပါတယ်မိန်းကလေးကရီးစားဟောင်းကိုသူတို့ထဲမှာဘယ်မျိုးစားတဲ့ပါဝင်တယ်လဲလို့မေးလိုက်ပါတယ်ရီးစားဟောင်းဟာချက်ချင်းပဲဘာမှပြန်မပြဘောနိုင်တော့ပါဘူးပြီးတော့သူမကမိန်းကလေးကိုဘယ်မျိုးစားထဲမှာပါဝင်တယ်လဲလို့မေးပြန်ပါတယ်မိန်းကလေးကသူမဘယ်ထဲမှာမပါဘူးလို့ပြန်ဖြေလိုက်ပါတယ်ရီးစားဟောင်းကသူမကိုရင်မောပြီးတောသူ seamstress အဝတ်ချုပ်သမားဖြစ်လို့ဒီလိုစိန်ကြတဲ့နေရာမှာမနေသင့်ဘူးလို့ပြောပါတယ်
ဒါပေမဲ့တခြားဧည့်သည်တွေရဲ့အမြင်မှာတော့မိန်းကလေးရဲ့ပုံမှန်တွင်ပြင်စတိုင်နဲ့စိတ်နေသဘောထားတွေဟာအထူးခြားဆုံးဖြစ်ပြီးဖက်ရှင်ကျလုံးတယ်လို့မြင်ကြပါတယ်။သူမကိုဘယ်သူမှတောသူလို့မယုံကြည်ကြပါဘူး။အားလုံးဝေဝါးနေတဲ့အချိန်မှာပါတီကိုတီခင်းဧည့်ခံနဲ့မရောက်လာပါတယ်။သူမကမိန်းကလေးကိုဆီယာမလို့ပျော်ရွှင်စွာခေါ်လိုက်ပါတယ်။အဲ့ဒီစကားကိုကြားတဲ့အခါအားလုံးအံ့ဩသွားကြပါတယ်။အဲ့ဒီအချိန်မှာရီစာဟောင်းကအရင်ဦးဆုံးနှုတ်ဆက်ဖို့ကြိုးစားပေမဲ့မိုင်ကသူမကိုမသိပါဘူး။သူမကဖိတ်စာဘဲကားရတာလဲလို့မေးခွန်းထုတ်ပါတယ်။ဒီနေ့ဟာပုဂ္ဂလိကပါတီဖြစ်ပြီးပြင်ပဧည့်သည်တွေကိုလက်မခံဘူးလို့ပြောပါတယ်။ရီစာဟောင်းကိုအမြန်ဆုံးထွက်သွားဖို့အမေကမျှော်လင့်ပါတယ်။ဒါကိုမြင်တော့အမျိုးသားကသူတို့ဒီနေ့လာတာကဂျိန်းကိုဥက္ကဋ္ဌရဲ့သမီးနဲ့တွေ့ဆုံဖို့ပါလို့ရှင်းပြပါတယ်။သူ့ဘေးကအမျိုးသမီးကအမေကိုအရေးအမွက်ပြောပြလိုက်ပါတယ်။အမေကအမျိုးသားကိုတော့ပါတီမှာနေခွင့်ပေးဖို့သဘောတူလိုက်ရပါတယ်။ဒါပေမဲ့ရီစာဟောင်းကိုတော့ထွက်သွားဖို့တင်းတင်းကြပ်ကြပ်ပြောပါတယ်။ရီစာဟောင်းကသူမဟာအမျိုးသားရဲ့ချစ်သူဖြစ်ပြီးကလေးလဲလွယ်ထားကြောင်းပြောပါတယ်။မိုက်ကသူမအမျိုးသားကိုနေခွင့်ပြုတာဟာချောမောလို့နဲ့ပုံမှန်တွင်ပြင်တင့်တော်လို့ပဲဖြစ်ကြောင်းရှင်းပြပါတယ်။ရီစာဟောင်းရဲ့ဝတ်စုံကတော့ပါတီရဲ့ပုံစံနဲ့မကိုက်ညီဘူးလို့ပြောပါတယ်။ပိုဆိုးတာကရီစာဟောင်းဟာမိန်းကလေးကိုအနိုင်ကျင့်နေတာမို့လို့သူမကိုပါတီမှာလုံးဝမနေခိုင်းဘူးလို့ပြောပါတယ်။နောက်ဆုံးမှာတော့အမျိုးသားကကြားဝင်စစ်ဆက်ပေးမှပဲရီစာဟောင်းကိုဆက်နေခွင့်ပေးလိုက်ပါတယ်။ဒါပေမဲ့အမေခဏထွက်သွားတဲ့အချိန်မှာပဲရီစာဟောင်းကမိန်းကလေးစီလာပြီးဒုက္ခပေးပြန်ပါတယ်။သူမပိုက်ထဲကကလေးကပဲအမျိုးသားရဲ့တကယ်အမွေဆက်ခံသူဖြစ်ကြောင်းပြောလာပါတယ်။မိန်းကလေးရဲ့ကလေးကတော့ဖခင်မရှိပဲမွေးလာရလိမ့်မယ်တဲ့။အဲ့ဒီစကားကိုကြားလိုက်တဲ့အခါမိန်းကလေးကရီစာဟောင်းကိုပါရိုက်လိုက်ပါတယ်။သူမရဲ့ကလေးကသူမရဲ့ဘဝအတွက်အရေးကြီးဆုံးဖြစ်ကြောင်းပြောပါတယ်။ရီစာဟောင်းကမိန်းကလေးရဲ့လက်မှာဆွတ်ထားတဲ့တော့လာငါးတန်းတန်ကြောက်စိမ့်လက်ကောက်ကိုမြင်ပြီးတမရကပေးထားတာကိုတီးသွားပါတယ်။သူမကအဲ့ဒီလက်ကောက်ကိုသူမရဲ့ခန္ဓာကိုယ်ကိုရောင်းစားပြီးဝယ်ထားတာလို့လှောင်ပြောင်ပါတယ်။မိန်းကလေးကဒေါသတကြီးပြန်ပြောလိုက်ပါတယ်။အမျိုးသားကဒီလောက်ချမ်းသာတာသူကမင်းကိုဒေါ်လာ9 တန်းတန်လက်ကောက်မပေးဘူးလားလို့မေးလိုက်ပါတယ်။ရီစာဟောင်းကအရန်ဒေါသထွက်သွားပါတယ်။သူမဟာမြေကြီးပေါ်ကိုတမင်တက်တက်လဲကျသွားပြီးအမျိုးသားကိုခေါ်လိုက်ပါတယ်။အမျိုးသားကရီစာဟောင်းကိုထူပေးလိုက်ပါတယ်။ရီစာဟောင်းကချက်ချင်းတိုင်ကြအားပါတော့တယ်။မိန်းကလေးကသူမကိုတွန်းလဲလိုက်ပြီးဘိုက်ထဲကကလေးကိုတက်ပစ်ချင်လို့ပါတယ်။မိန်းကလေးကသူမရဲ့ကလေးကိုဆုံးရှုံးခဲ့ရတဲ့အတွက်ရီစာဟောင်းရဲ့ကလေးကိုလည်းဆုံးရှုံးစေချင်တာပါတယ်။အဲ့ဒီစကားတွေကိုကြားပြီးတဲ့အခါအမျိုးသားကမိန်းကလေးရဲ့လက်မောင်းကိုစုပ်ကင်ပြီးမင်းကကလေးကိုကိုဝင်ဆောင်ထားတာလားလို့မေးမြန်းလိုက်ပါတယ်